ဒီကနေ့သမီးလေးရဲ့မွေးနေ့မှာမွေးနေ့လက်ဆောင်ဖြစ်ပြောပြခြင်းတဲ့အကြောင်းအရာကဘာကြောင့်စိတ်ပညာစာအုပ်တော်ဖြစ်တဲ့ The Courage to be Disliked ဆိုတဲ့စာအုပ်ထဲကလျှို့ဝှက်မိရမှာအကြောင်းဖြစ်ပါတယ်ဒါကတော့နှစ်ခွန်တဲ့ချိုးပဲဖြစ်ပါတယ်အထလာရန်ရဲ့စိတ်ပညာအရလူပတ်ဝန်းကျင်မှာလူပေါင်း10ယောက်ရှိတယ်ဆိုကြပါအဲဒီ10ယောက်ရဲ့သဘောထားကတပွဲတစ်ပြားစီဖြစ်နေပါတယ်ပထမဆုံး2ယောက်ကတော့ကိုပါလို့ကိုဘလို့ပဲကောင်းတာတွေပဲဖြစ်နေပါသေးကိုကိုအမြဲတမ်းဝေဖန်နေတယ်အမြဲတမ်းပြစ်တင်နေတယ်ဆိုတဲ့လူသားမျိုးတွေနောက်ထပ်9ယောက်ကတော့ဂျားနေလူရန်စားတွေအကောင်းလည်းမမြင်ဘူးအဆိုးလည်းမမြင်ဘူးဆိုတဲ့သူတို့အလုပ်ပဲသူတို့စိတ်ဝင်စားပြီးလုပ်နေရတဲ့လူမျိုးတွေနောက်ဆုံးတစ်ယောက်ကတော့ကိုမလုံးမိသည်ဖြစ်စီဘလို့ချင်းနေမှာပဲဖြစ်ကိုဘိုးကဘယ်လိုပဲရောက်နေနေကိုကိုအမြဲတမ်းအပြည့်အဝနားလည်ပြီးဝန်းရအားပေးမဲ့စစ်မှန်တဲ့လူတစ်ယောက်ဖြစ်ပါတယ်ဒီနေရာမှာလူတွေရဲ့ပြဿနာကဘာလဲဆိုတော့လူတွေကကိုယ့်ကိုအကောင်းမြင်နေတဲ့စိတ်အကောင်းမြင်စေလိုတဲ့စိတ်နဲ့ချီးမွမ်းခံနေတဲ့စိတ်ကြောင့်ပဲအဲ့ဒီစိတ်ကြောင့်ပဲကိုလှုပ်ချင်တာတွေကိုမလှုပ်ရဲပဲမလှုပ်ရပဲနဲ့ကိုယ့်ဘဝကိုကုံဆုံးသွားကြတာဒါကြောင့်လူတွေသဘောမကျမှာကိုမကြောက်ဖက်နဲ့တတ်သိရှိပါကိုယ့်ကိုတကယ်ချစ်တဲ့ကိုယ့်ဘောအကောင်းမြင်ပေးနိုင်မဲ့လူတစ်ယောက်နဲ့ဂျားနေ9ယောက်ရဲ့စိတ်ကိုပဲမြုပ်နှံပြီးတော့ကြိုးစားလိုက်ပါလူတိုင်းကိုယ့်ကိုသဘောမကျပဲကိစ္စမရှိဘူးဆိုတဲ့အမှန်တရားကိုတတ်သိရှိရင်ဆိုင်လိုက်ပါလို့ပြောချင်ပါတယ်